မြင့်တန်ကြားပြည်သက်များရှင်တက္ကရာ1280ပြည့်နှစ်နတော်လာပြည့်ကျော်17နှစ်မှာကိုရင်ဝိမလသက်တော်19နှစ်တင်းပြည့်ခဲ့ပြီဖြစ်ပါတယ်အမိဝမ်းမှာ10လနေခဲ့တာကြောင့်အပြင်မှာ2လသားရှိပြီဆိုရင်တစ်နှစ်ပြည့်ပြီဖြစ်ပါတယ်ဒါကြောင့်ပဋိသန္ဓေလကိုပါယူပါလျင်19နှစ်နဲ့2လဆိုပါကအသက်20ပြည့်ပြီဖြစ်လို့ရဟန်းခံနိုင်ပြီဖြစ်ပါတယ်ကိုရင်ဝိမလဟာတက္ကရာ1282ခုနှစ်ဝါဆိုလာဆန်းရှိရဲ့တောက်ကြနေမနဲ့တက်တော်19နှစ်နဲ့9လခွဲမှာမင်္ဂလာကျောင်းတိုက်တဲဟုတ်ဆရာတော်ဖျားကြီးဥတုဇာတကိုဥက္ကိစေပြုလျက်ဥပသမထကံဆောင်၍ယဟန်ဖြစ်သို့ရောက်ရှိခဲ့ပါသည်ယဟန်တာယကာရီကတော့အမရပူရတိန်ကြီးစီတောင်ဘက်ဘိုးတော်ရက်နေကုံလေကြီးဥဝင်ဇနီးဒေါ်တော်စောတို့ဖြစ်ကြပါတယ်သူတို့ဟာကိုရင်ဝိမလရဲ့ဉာဏ်ကောင်းပုံထက်မြက်ပုံရှေ့လားလာကောင်းပုံတွေကိုဆရာတော်ကြီးဥတုဇာတထံမှကြားသိရပြီးတဲ့ကကိုရင်ကိုယဟန်ခံမရစီလို့လျှောက်ထားခဲ့ကြတာဖြစ်ပါတယ်ဥယျာဉ်တော်ရွာဂွေးဝင်တော်ရကျောင်းဆရာတော်ကြီးဦးဇာကရမစပြီးကိုရင်ဝိမလကိုသာသနာ့ဘောင်မှာမြင်းမြန်ပြုံးမွေ့အောင်စီယုံခေါ်ဆောင်တော်မူလာရာအခုခါမှာတော့တာမဏေဘွားမှယဟန်တော်ဘွားတို့တဆင့်တက်နိုင်ခဲ့ပြီဖြစ်လို့အားလုံးရဲ့စိတ်တဏ္ဍာမှာဝမ်းမြောက်ရွှင်လန်းပီတိဖြာနေခဲ့ရပြီဖြစ်ပါရဲ့ရှင်ကိုရင်ဝိမလယဟန်ခံပြီလို့တင်ကားထွက်ပြီးသတင်း300မကုတ္တကျောင်းပေါ်ကိုပြန်အောင်လာခဲ့ပါတယ်ကျောင်းပေါ်ရောက်ပြီးတဲ့နောက်ယဟန်ခံစဉ်ကအိမ်ထဲမှာဝှေ့ယုံထားတဲ့တင်ကားဟာရွှေတွေစိုးနေတာကြောင့်တင်ကားကိုဝါလုံးပေါ်မှာလွှားထားလိုက်ပါတယ်အဲ့ဒီအခိုင်မှာဘဲကဘယ်လူရောက်လာကြတယ်မသိကြားကောင်တွေမြောက်များစွာဝိုင်းအောင်ပေါ်လာကြပြီးလွှားထားတဲ့တင်ကားပေါ်မှာအလိုက်အောင်ဖွဲ့ကဆွဲကြပါတော့တယ်ဒါဟာဒုတိယအကြိမ်ပြားဆွဲခြင်းပါပဲဒီလိုပြားဆွဲတာနဲ့ပတ်သက်ပြီးထိတ်တလန့်ဖြစ်ကြပြောဆိုကြပြီမဲ့ယဟန်တော်လေးရှင်ဝိမလကတော့မထူးဆန်းတော့ပါဘူးရခင်သာမဏေငယ်ဘဝတုန်းကလည်းတစ်ကြိမ်ပြားဆွဲတာကိုကြုံခဲ့ရတာကိုအဲ့ဒီလိုသင်္ကန်းတော်ပြားဆွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးရှင်ဝိမလကိုအကိုရင်းပမာဆုံးမသွန်သင်လာခဲ့တဲ့စာကြဘုန်းတော်ကြီးခုနကဝန်သားမှအခုလိုပြားဆွဲတာဟာကောင်းတဲ့လက္ခဏာပါပဲတခုဘဝမှာပဲတရားထူးရမယ်ကိစ္စပြီးစီအောင်မြင်မယ်ပြီးတော့သူဟောကြားမဲ့တရားထူးအများကြီးချိုးရည်တွေကိုလည်းယဟန်ရှင်လူဤသူတွေဝိုင်းအောင်တောက်သုံးရမယ်နမိတ်လက္ခဏာပဲလို့မိန့်တော်မူခဲ့ပါတယ်။ရောက်ရည်မြင့်တန်ကြားပြည်သက်များရှင်အရှင်ဝိမလဟာယဟန်ဖြစ်သို့ရောက်ရှိခြင်းမှာအဘိဓမ္မာပိုင်းဆိုင်ရာညဝါကိုဆရာကြီးဝန်းထံမှ9နှစ်ကြာမြတင်ယူခဲ့ပြီးအတော်ပင်ပိုင်နိုင်နေခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ကျင့်နဲ့တင်းတိမ်မှုမရှိသေးတာကြောင့်ဆရာကြီးဝန်းထံမှအဘိဓမ္မာညဝါများလာရောက်တင်ကြားကြတဲ့နောက်ထပ်သောပုဂ္ဂိုလ်များနဲ့တွဲဖက်ခါကျင့်ညက်အောင်ထပ်မံတင်ယူခဲ့ပြန်ပါလေ။ဆရာကြီးဦးကလည်းမိမိရဲ့တပည့်များထဲမှနေပြီးစာချဘုန်းကြီးမြင်မြန်ထွက်စေခြင်းနဲ့ဆန္ဒရှိခဲ့ပါတယ်။ဒါကြောင့်စာချချိန်မှာအရှင်ဝိမလကိုအနီးသို့ခေါ်ဆောင်ပြီးသူ့ရှိမှပဲသူ့ကိုယ်စားညဝါများကိုအစမ်းသဘောချခိုင်းပြောခိုင်းခဲ့ပါတယ်။ဒီလိုနဲ့အရှင်ဝိမလဟာအဘိဓမ္မာညဝါများကိုအတော်ပင်ကျင့်ညက်ပိုင်နိုင်နေခဲ့ပြီဖြစ်ပါတယ်။ဒါအပြင်အရှင်ဝိမလကိုညဝါမှာသာပိုင်နိုင်ပြီးနေဝါမှာအားနေတာမျိုးမဖြစ်ရလေအောင်ဆရာကြီးဦးကမန္တလေးသို့သွားရောက်ပြီးနေဝါလိုက်နိုင်ရန်စီစဉ်ခဲ့ပြန်ပါတယ်။အရှင်ဝိမလဟာနေဝါများအတွက်မန္တလေးသို့သွားရောက်ပြီးနေ့စဉ်စားလိုက်ခဲ့ရပုံများအကြောင်းကိုဆရာတော်ဗဒ္ဒနာခေမိန်နာမှအခုလိုမိန့်ကြားတော်မူခဲ့ပါလေရှင်။ရှင်ဝိမလကိုမန္တလေးသွားစာဝါလဲရမယ်ဆိုတော့မန္တလေးမှာနေထိုင်တာမျိုးမဟုတ်ပဲမရပူရကနေပြီးနေ့စဉ်နေ့တိုင်းမြေရထားနဲ့ဖြစ်ဖြစ်ကားနဲ့ဖြစ်ဖြစ်သွားရမယ်လို့ဆရာကြီးဦးအောင်ကအမိန့်ချတယ်မန္တလေးသွားပြီးနေမယ်ဆိုရင်မျက်ွယ်ရာအရာဖြစ်နေတာကြောင့်ပျက်စီးသွားမှာကိုစိုးရင်ဟန်တူပါတယ်ဒါကြောင့်သူ့ရဲ့မျက်စိအောက်မှာပဲဖြစ်နေစီဖို့စီမံခြင်းမှာအရှင်ဝိမလသွားရေးလာရေးအတွက်ကိုတော့ယဟန်တကားယဟန်မှတွေကနေပြီးစီမံပေးကြပါတယ်မန္တလေးမှာရှင်ဝိမလစာဝါလိုက်ခဲ့တဲ့ဆရာတော်ကြီးတွေကတော့မန္တလေးမြို့အနောက်ပြင်ခိမာသင်္ဝံကျောင်းတိုက်ဆရာတော်ဘုရားကြီးမန္တလေးမြို့တောင်ပြင်ဘုရားကြီးတိုက်ဆရာတော်ဘုရားကြီးများနဲ့ထိုကျောင်းတိုက်မှာဆရာတော်ဥက္ခန္တီမန္တလေးမြို့တောင်ပြင်ရွှေဆောင်တိုက်အရှင်အာရိဇရန်တီဆရာတော်ကြီးတို့ပဲဖြစ်ပါတယ်ရှင်ဝိမလဟာတစ်နှစ်မှာတနေရာသွားပြီးဒီလူကြော်ကြတဲ့
ဆရာတော်ကြီးတွေထံမှာပင်ပန်းဆင်းရဲခံကလေးယူတင်ကြားခဲ့ပါတယ်အဲ့ဒီအချိန်ကရှင်ဝိမလနဲ့ညီကိုဝမ်းခွဲတော်ဆက်တဲ့ယဟန်ငယ်ဥဇာဏဆိုတာမန္တလေးမြို့တောင်မြင်ရွှေရည်ဆောင်ကျောင်းတိုက်မှာနေပါတယ်ဘယ်နေ့ပဲကျောင်းမှာဘယ်ဆရာတော်ကဘယ်စာဝါချဖို့ပြေးမယ်လို့ကြေညာလိုက်ရင်ဥဇာဏကိုတော်ကတောင်မြို့ကိုလာပြီးပြောပါတယ်အဲ့ဒီအခါမှာပို့ချမဲ့စာဝါကိုကြိုက်ရင်အရှင်ဝိမလကလိုက်လာပါတယ်အဲ့ဒါအပြင်ဥဇာဏကဥဝိမလအတွက်နေ့စဉ်နေ့တိုင်းနေရပါဥထားပေးရပါတယ်သင်္မိုင်ကိုခင်းထားလိုက်တာတို့ဇာလိုက်တန်ဃာတော်များအနေနဲ့ရဟန်းရှင်ကိုယ်တော်မြတ်သာမညသုတ်တော်မှာဟောတော်မူခဲ့တဲ့တရားတော်တွေကိုဒါမှတ်မှတ်သားသားတပည့်တော်များဒိဋ္ဌိဆရာကြီး6ယောက်ရဲ့အကြောင်းကိုဒါမှတ်မှတ်သားသားနားလည်ဖို့လိုတယ်ဗျာဟုတ်လားဒါကြောင့်မလို့ဒီစကားကိုမှတ်တယောက်ကအဇတတမင်းကြီးကိုလျှောက်ထားတဲ့စကားလို့မှတ်သားပြီးတော့နောက်ဆိုလဲပါအောင်ဧဝံဤသို့ဟုတ်တယ်မိန်တော်မူအပ်သောဘာသာမစ္သောမေအမတ်တိဝေဒေဟိဗုဒ္ဓံဝေဒေဟိမိဖုရားဤသာတော်ဖြစ်သောသာတတတ္တံသာတတအမည်ရှိသောဘာသာနာမင်းကိုဧတံဝသနာဤစကားကိုဩစလျောက်ထားပြီဒီလိုနဲ့ရှင်ဝိမလမန္တလေးကိုစာဝါလိုက်တာ3နှစ်ရှိလာတော့ထက်တန်းပါဠိတော်ထကထာတီဃာကြီးများကိုစနစ်တကျသင်ယူတက်မြောက်ခဲ့ပါတယ်အင်းကြီးတန်မြတ်စွာဘုရားမှာတပါးကုန်သောအဲ့မှာမြတ်စွာဘုရားမှာဆိုတဲ့သင်္ကေတကအပါဒံတတ္ထအပါဒံအထအပါဒံလို့2မျိုးရှိတဲ့အနက်ကအနည်းအားဖြင့်ယူပေးလို့ဒီနေရာမှာအထအပါဒံလို့ပြောလိုက်ပေါ့သူကိုတရားအဖြစ်ပြောင်းခြင်းရင်ဘဂဝတ္တလို့ပြောင်းလို့ရမလားရတယ်ဘဂဝတ္တတရိယာဝိပတ်သစ္စမိဝိပတ်ပေါ့ဘဂဝတ္တမြတ်စွာဘုရားမှအင်ကြီးတန်တပါးကုန်သောဒီလိုလုပ်လည်းရတယ်ရှိသေးအင်ကြီးတန်မြတ်စွာဘုရားမှတပါးကုန်သောဝိသေတယသာဝကပိစေကဗုဒ္ဓနာသာဝကပိစေကဗုဒ္ဓတို့ဤအရဟတမေခောအရဟတမတိအနုတ္တရာမိမိထလွန်သောတရားမှကင်းသောဘောဓိဘောဓိတိဟောတိဖြစ်သလောနာဟောတိမဖြစ်သလောဣတိယံဣတိကဟဲ့ပု္ပ္ပာအမေဒီဒီကေ9ရပြီးတဲ့ကပင်လယ်ပြင်ကြီးကရောကျယ်လွန်းလာပါတယ်ဖြတ်ကူးတဲ့ဤစနစ်ကိုတိမှသာကူးနိုင်မှာဖြစ်ပါတယ်ဟုတ်အနေထားဝကြအနေထားနားမလဲဘူးသဘောမပေါက်ဘူးဆိုလို့ရှိရင်ပိဋက3ပုံကိုရှင်ပြတို့ဘလောက်ပင်ပန်းပန်း
ဆင်းရဲနဲ့သင်ပေမဲ့လို့တတ်မှာမဟုတ်ဘူးဒါကြောင့်မို့ဝကြရီပိုင်ဖို့ရှင်ဘုရားကရှေးဥစွာနေရန်လေးနဲ့အရင်ချပုတ်ပေးမယ်ရှင်ဘုရားအားလုံးလိုက်ဆိုကြပါဗျာဟိစပါဏနိပါဒဝကြရှိ၌တွင်နိပါဖို့တွေ့လာပြီဆိုလို့ရှိရင်ရှင်ဘုရားတို့ဟိတို့စတို့ပါဏတို့ပါလာပြီဆိုလို့ရှိရင်ဒီဝကြစီဘာဝကြခေါ်မလဲနိပါဝကြရှေ့ဆက်သွားမယ်ဟိနဲ့မှတ်သားထင်ရှားချက်မြဲနဲ့ဆွဲသုံးအင်ရှေ့စကားနဲ့အတူပင်ဒီဝကြသုံးမျိုးပါတပ္ပဂတိကရဏဝကြထင်ရှားအောင်ပြတဲ့ဝကြဝကြတွေချက်တဲ့ဆိုတဲ့နေရာမှာတော့ဝိထာရဝကြမြဲမြံအောင်သုံးတဲ့နေရာမှာဒဏ်လီဝကြဤဝကြသုံးမျိုးကိုတွေ့လာမယ်ဆိုရင်ရှင်များကိုရှေ့စကားရနဲ့အတူတူပဲဒါလေးမှတ်ပေးရမှာပါရှင်ဝိမလဟာမရဗုဒ္ဓမြို့ကိုဘိဓမ္မာညဝါအတွက်နိစ္စနဲ့ယူဖို့ကြွလာတဲ့ပခုတ်ကူမဟာဝိတုဒ္ဒယာမတိုက်ကြီးမှတိုက်ဥဆရာတော်ဥနန္တိယထာမနေပြီးလဲပခုတ်ကူစာသွားနည်းကိုအမိအယတင်ယူလိုက်ပါသေးတယ်ဒီလိုနဲ့ရှင်ဝိမလဟာလေးဝါဆိုင်ရာစာချနည်းတွေကိုပိုင်ပိုင်နိုင်နိုင်ရရှိပြီးတဲ့အခါမှာဆရာကြီးဦးအောင်ကကဲလာဝိမလကဆရာကြီးစာချတဲ့အခါဆရာကြီးရဲ့ကိုစားမာတိကာဓာတုကထာအဓိပ္ပာယ်ကိုပြောပြပေးရမယ်ဥဒ္ဓမသာမီးကတော့ဆရာကြီးရမိုက်ချတဲ့အခါဆရာကြီးရဲ့ကိုစားအဓိပ္ပာယ်ပြောပြပေးရမယ်လို့စီစဉ်ပေးပါတယ်ဆရာကြီးဦးအောင်ဟာသူရှိမှာပဲဝိမလနဲ့ဥဒ္ဓမသာမီးတို့စာချတာကိုနားထောင်ပြီးမှားတဲ့အချက်လိုနေတဲ့အချက်တွေကိုဖြည့်ဆွက်ပေးပါတယ်ဒီလိုအချိန်များစွာလက်ထပ်တင်ပြီးတာဝန်ပေးခြင်းဖြင့်ရှင်ဝိမလဟာစာချဘုန်းကြီးကလေးဖြစ်မှမသိဖြစ်လာခဲ့ပါတော့တယ်။အဲလားဆရာကြီးစာချတဲ့အခါဥမလကဆရာကြီးကိုစားမာတိကာဓာတုကရအဓိပ္ပာယ်ကိုပြောပြပေးရမယ်။ဥဒ္ဓမသာမိကတော့ယမိုက်အဓိပ္ပာယ်ကိုပြောပြပေးရမယ်။ကဲဥမလဆရာကြီးကိုစားမာတိကာဓာတုကရအဓိပ္ပာယ်ကိုပြောပြပေးပါ။ဟေတု၄မျိုးရှိပါသည်ဗျာ။နံပါတ်1ဟေတုဟေ6ပါနံပါတ်2ဥဒ္ဓမဟေတုကုသိုလ်အကုသိုလ်နံပါတ်3ပစ္စယဟေတုအကြောင်းပစ္စည်းတရားအလုံးနံပါတ်4သာဒရဏဟေတုအဝိဇ္ဇာစသည်ဖြစ်ပါသည်ဖေဟာကဲဥရမသာမိဇာယိကိုသာယမိုက်အဓိပ္ပာယ်ကိုပြောပြပေးပါဦးရှင်ဘုရားတို့ဗျာယမိုက်ဆိုတာအနာအားဖြင့်၎င်းပါဠိဓမ္မအားဖြင့်၎င်းအစုံစုံပြည့်ဟောသောကြောင့်ယမိုက်ကျမ်းလို့ခေါ်ပါတယ်ဗျာဘယ်လိုစုံစုံဟောတယ်လဲဆိုရင်မူလယမကနာအနုလောမပု္ပ္ပာတန်ဋိဌံအယကုသိုလ်အနတ်ပရိလောမပု္ပ္ပာတန်ဋိဌံယကုသိုလ်မူလအနတ်တစုံအနုလောမပု္ပ္ပာတန်တရားအယကုသိုလ်မူလအနတ်ပရိလောမပု္ပ္ပာတန်တရားယကုသိုလ်အနတ်ကတစုံအနုလောမပု္ပ္ပာအနတ်ပရိလောမပု္ပ္ပာအနတ်ကတစုံ၎င်းတို့၏ပါဠိဓမ္မအစုံအပြင်အစုံစုံဖြစ်ပါတယ်ဗျာကဲဒီနေ့တော့စာဝါဒီလောက်နဲ့ပဲနားကြပါစို့She